လေးကန်ပြီးတော့ကြည့်ပါအဲ့လိုလေးထဲတယ်ဒါလေးကိုအဲ့လိုလေးကြာတော့ထဲပါလေနှစ်ဖက်မျှတွန်းအောင်အဲ့ဒါဒီကောင်ပိတ်ကြတော့ဇက်တိုက်ဒီတိုင်းပိတ်သွားလို့ရပါတယ်အဲ့ဒီဟာလေးကြာသွားဒီလက်ကန်လေးဂလက်ဆိုကြာသွားပိတ်လိုက်ရပါပြီဆက်လဲသွားတော့ဒါပါပဲ